အချောင်းမင်းလေးတွေကိုမရွေးချယ်ပဲစုပြေကိုပဲရွေးချယ်လိုက်တဲ့အကြောင်းရင်းကိုပြောပြလိုက်တဲ့ဟင်းဝရဲ့ပရိသတ်တွေတဘောကြတဲ့ဟင်းဝရဲ့နဲ့စုပြေဒဇန်တို့ကတော့မကြောက်ခင်မှာလက်ထက်တော်မှာဖြစ်ပြီးချစ်တို့တတန်ချနေကြပြီဖြစ်ပေမဲ့လေလက်ထက်ခါနီးမှသာအလုံးကိုအတိပေးခဲ့တာပါသူတို့နှစ်ယောက်လုံးကအနေအေးစေးသူတွေဖြစ်တာကြောင့်ဟင်းဝရဲ့ကစုပြေဒဇန်နဲ့ချစ်တို့အဖြစ်ဘလို့ရောက်သွားခဲ့လဲဆိုတာကိုစိတ်ဝင်စားကြပါတယ်ဟင်းဝရဲ့ကသူခေလို့ပြောနိုင်လောက်အောင်နာမည်ကြီးဖို့တဲ့ကာလာတွေရှိခဲ့ပြီးမင်းကလေးတွေတဲတဲလို့အားပေးမှုကိုရထားတဲ့မင်းသားတလက်ပါမိဘတွေကငွေကြေးချမ်းသာတဲ့အပြင်အတိတ်ကကိစ္စတွေကလည်းရှိခဲ့တာကြောင့်ဘလို့ချွေးမနဲ့လက်ထပ်ပေးမလဲဆိုတာအားလုံးကစိတ်ဝင်စားကြပါတယ်ဟေဝီရဲ့မိဘတွေကတဘောမတူတဲ့မင်းကလေးကိုခါခါတီတီညင်ခဲ့တယ်လို့တဘောတူတဲ့ဆိုပြေကိုလည်းတမင်အရင်လိုဂရုစိုက်ပေးနေရကြောင်းအခြားမင်းကလေးတွေကအားကျနေကြပါတယ်ဟေဝီယန်ကအခြားမင်းကလေးတွေရှိပေမဲ့လည်းဆိုပြေဒဇင်ကိုပဲရွေးချယ်လိုက်တာကတော့သူ့ရဲ့ရိုးသားမှုကြောင့်ဖြစ်ပါတယ်။ဆိုပြေဒဇင်ကနာမည်ကြီးတဲ့မင်းသမီးဖြစ်လို့သူ့လက်ထက်ချန်ကြတဲ့သူတွေရှိပေမဲ့အသက်28နှစ်ခန့်အထိရေးစားတစ်ခါမှမထားဘူးတဲ့မင်းကလေးဖြစ်ခဲ့ပါတယ်။ဟေဝီယန်ကဆိုပြေဒဇင်ရဲ့အချစ်ဦးနဲ့ရေးစားဦးဖြစ်ခဲ့ပြီးဒီတယောက်တည်းကိုပဲချစ်ခဲ့ပူတာပါ။ဆိုပြေဒဇင်ရဲ့မိဘတွေကလည်းတယောက်တည်းချစ်ပြီးဒီတယောက်တည်းကိုပဲလက်ထပ်ခဲ့ကြပါတယ်။အနေထိုင်သိကြည့်ပြီးရင်ကျေးလိမ့်မာတဲ့မင်းလေးဖြစ်တာကြောင့်ဟင်းဝီယန်ကလက်လွတ်မခံနိုင်လောက်အောင်တဘောကျသွားခဲ့ပါတယ်။အချက်ပြုတ်လဲတော်တဲ့အပြင်ဟင်းဝီယန်ပေါ်မှာလည်းနားလေမှုတွေပေးနိုင်သူဖြစ်နေခဲ့ပါတယ်။ဟင်းဝီယန်ရဲ့အတိတ်ကရိတ်မဲကိုလည်းလက်ခံပေးနိုင်ပြီးပြန်လဲသူစတတူမဟုတ်တာကြောင့်ဆိုဗီယက်ဒဇင်ကိုအရန်ချစ်မိသွားခဲ့တာပါ။ချစ်တူစဖြစ်ကလေးကလက်ထပ်ဖို့လဲရွေးရထားပြီးသားဖြစ်ပြီးဆိုဗီယက်ဒဇင်ရဲ့ဆန္ဒတိုင်း6နှစ်ကြာအောင်ဆောက်ပေးခဲ့ပါတယ်။အနုပညာတက်တန်တရှောက်မှာလဲဆိုဗီယက်ဒဇင်ကနာမည်ပြက်လဲမရှိခဲ့ဘူးတဲ့ပြင်နေထိုင်နေအေးစေလို့ဟင်းဝီယန်ကအချောင်းမင်းလေးတွေကိုရင်ထဲမြောက်တော့ပဲဆိုဗီယက်ဒဇင်ကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီလိုအနေထိုင်အေးစေပြီးနာမည်ပြက်မရှိတဲ့အမင်းလေးဖြစ်တာကြောင့်ဟင်းဝီယန်ရဲ့မိဘတွေကလည်းသဘောကျပြီးသူတို့ဘက်ကလက်ထပ်ပေးဖို့အတွက်စတင်တိုက်တွန်းခဲ့တာပါ။လက်ထပ်ပြီးရင်နေထိုင်ဖို့အတွက်တိမ်ပေါင်တောင်းချီတန်တဲ့အင်ဂျီကိုလည်းဆောက်လုပ်ပေးထားပြီးမင်္ဂလာပွဲကိုလည်း6ပွဲတိတိကျင်းပပေးသွားမှာဖြစ်ပါတယ်။ဟွေဝီယန်ကဆိုဗီယက်ဒဇင်ကိုတမိုးထားပြီးချစ်တယ်လို့နားလည်မှုလည်းအပြည့်ရှိတာကြောင့်သူတို့စုံတဲ့လေးကအခြားသူတွေအားကြရောက်တဲ့အတွဲလေးဖြစ်လာခဲ့ပါတယ်။ဟွေဝီယန်တို့မိသားစုကရုပ်ရှင်ထုတ်လုပ်ရေးဆောက်လုပ်ရေးလုပ်ငန်းတွေအပြင်အခြားလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားတဲ့မိသားစုဖြစ်တာကြောင့်ဝေကြေးကျေဝပြီးသားဖြစ်ပါတယ်။ဒီလိုမိသားစုကနေရွေးချယ်မဲ့ချွေးမလောင်းလေးကိုတော့ရိုးရချောမောယုံနဲ့မကြည့်ပဲကွန်ကျစ်တရားကိုပါထည့်သွင်းစဉ်းစားခဲ့တာကြောင့်ဆိုဗီယက်ဒဇင်နဲ့တဘောတူခဲ့တာဖြစ်ပါတယ်။ဒီကဲတော့သူတို့ရဲ့မင်္ဂလာကိစ္စတွေကို2023ခုနှစ်တည်းကစီစဉ်နေပြီးသားဖြစ်ပြီး2025မှာတကယ်လက်ထပ်တော့မှာပါ။ပြည်ဝတွင်ကိုလည်းတရုတ်နိုင်ငံအထိတော်ရရိုက်ကူမှာဖြစ်တဲ့အပြင်ခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲတွေကိုကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။ရှိုးထွေးတဲ့အနုပညာလောကတွေမှာနာမည်ပြတ်မရှိအောင်နေထိုင်ပြီးလက်ထက်ခါနီးမှသာအလုံးကိုဖွင့်ပြောခဲ့တဲ့ဟင်းဝီယန်နဲ့ဆိုဗီယက်ဒဇင်တို့အတွေ့ကတကယ်ရောလိုက်ဖက်ရလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အစီအမံစာဖွေအကြောင်းတွေနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အတိတ်တော်ဘရီတနမ်လို့တန်သိရှိနိုင်ဖို့အတွက်အပိနာချက်ပြီးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်